ဘန်ကောက်မြို့ရဲ့လူစီကားပြီးအချက်အချာအကြဆုံးအစုပ်လို့ CBD area မျိုးမှာလည်းနေကျင်တယ်ငွေလည်းအများကြီးမသုံးချင်ဘူးဆိုတော့မိတ်ဆွေတွေအတွက်ရအခုအစုပ် area နဲ့အပြိုင် Ramapho လမ်းမကြီးပေါ်မှာဆောက်လုပ်ထားတဲ့ Life Ramapho အစုပ်ကွန်ဒိုလေးနဲ့မိတ်ဆက်ပေးကြပါရှင်ဒီကွန်ဒိုလေးကကြတော့ရတို့ Best Amenity ကွန်ဒိုအဝတ်စုကို2024ရာမှာပူနွေးနွေးရထားတာပေါ့နော်နောက်ပြီးထိုင်းနိုင်ငံရဲ့ top developer ဖြစ်တဲ့ AP Thailand ကဆောက်လုပ်ထားဖြစ်တဲ့အတွက်ရ luxury bike ကိုအပြည့်အဝမရမှာလုံးဝစိတ်ပူစရာမလိုတော့ပါဘူးရှင်။ရဒီကွန်ဒိုဆောက်လုပ်ထားတဲ့ Clown Town area ဆိုလို့ရှိရင်မကြခင်ထိုင်းဆိုရက entertainment complex နဲ့ casino zone လို့ပို့အတွက်စီရင်ထားပြီးတဲ့ကြောင့်ဒီနေရာကျင်းသေးပေါက်ကိုဈေးတက်လာမှာပေါ့နော်။နောက်ပြီးတော့အနီးမှာဆိုလို့ရှိရင်လည်းဘန်ကောက်ရဲ့အကြီးဆုံး One Bangkok complex နဲ့နေရာဖြစ်တဲ့အတွက် Random demand လည်းအရန်ကိုများတယ်။အဲကြောင့်မလို့ရတို့ကိုယ်တိုင်နေဖို့အတွက်လည်းအဆင်ပြေသလိုစီးပွားရေးလုပ်ချင်တဲ့သူတွေ invest လုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီနေရာမျိုးကလုံးဝကိုလက်လို့မခံသင့်ပါဘူးရှင်။ရတို့သွားရေးလာရေးအတွက်ဆိုလို့ရှိရင်လည်း Queen Circuit Convention Center MRT နဲ့ဆိုလို့ရှိရင်9မိနစ်10မိနစ်လောက်လမ်းရှောင်းပဲဝေးတယ်ပေါ့နော်။နောက်ပြီးရတို့အစုပ် MRT မှာရှိတဲ့ Terminal 21လို့ shopping mall ကြီးကိုရောက်တမတ်တိုင်လောက်စီအောင်နဲ့ရောက်နိုင်တယ်။နောက်ပြီးတခြား shopping mall ကြီးတွေဖြစ်တဲ့ Central World တို့ Emporium, Emporium, Sphere တို့လိုမျိုး luxury shopping mall တွေကိုလည်းကားနဲ့သွားမယ်ဆိုလို့ရှိရင်10မိနစ်MRT ကနေသွားမယ်ဆိုလို့ရှိရင်ရတော့ BTS line လေးပြောင်းချင်းုံနဲ့ဒါအချိန်တိုလေးတင်းသွားလို့ရနိုင်တဲ့နေရာမျိုးမှာဆောက်လုပ်ထားတာပေါ့နော်။ပြီးရင်ဒီကွန်ဒိုရဲ့အနီးမှာဆိုလို့ရှိရင်လည်းရတော့ Big C တို့ Tesco လောတက်တို့လည်းရှိတဲ့အပြင်အင်ရှင်မတွေအတွက်ကတော့ရတော့ဒီကွန်ဒိုရဲ့ရှေ့တဲတဲ့မှာရင် Clown Town fresh market ရှိရဖြစ်တဲ့အတွက်ရတော့သားငါးတွေဟင်းသီးဟင်းရွက်တွေကိုလက်လက်ဆက်ဆက်ဈေးသက်သက်တာနဲ့ဝယ်လို့ရမယ်။နောက်ပြီးမြန်မာဈေးရုံတွေလည်းအများကြီးရှိရဖြစ်တဲ့အတွက်ဒါမြန်မာလူမျိုးတွေအတွက်ကတော့အရန်ကိုမှအဆင်ပြေပါရှင်။ရတော့ကျောင်းတွေအနေနဲ့ဆိုလို့ရှိရင်လည်း Bangkok Prep NIST Australian World တို့လိုမျိုးနာမည်ကြီး international school တွေအများကြီးရှိတဲ့အပြင်ရတော့ Bangkok Hospital တို့ပြီးတော့ Medpat Hospital တို့လည်းနီးရဖြစ်တဲ့အတွက်ပညာရေးကျန်းမာရေးရောဒီလိုနေရာမျိုးမှာလုံးဝစိတ်ပူစရာမလိုတော့ဘူးပေါ့နော်။အော်ဒီကွန်ဒိုရဲ့အားသာချက်ကကြတော့ဒီလိုအချက်ချာကြတဲ့မြို့လေကောင်မှာရှိပေမဲ့လည်းကွန်ဒိုထဲမှာ green garden လေးအများကြီးထားပေးထားတယ်ပြီးတော့ကွန်ဒိုရဲ့အနီးမှာဆိုလို့ရှိရင်လည်းဒါရတော့ဘန်ဂျာကတီပတ်ကလည်းရှိနေရဖြစ်တဲ့အတွက်ရတဘာဝပတ်ဝန်းကျင်မြင်ကွင်းလေးတော့အပြည့်အဝခံစားရမှာပေါ့နော်ဒီကွန်ဒို project ကတော့39လောက်အမြင့်ရှိတဲ့ high rise ကွန်ဒိုအမျိုးအစားဖြစ်ပြီးတော့အခန်းပေါင်း1238ခန်းပါတယ်နောက်ပြီးဒီကွန်ဒိုဝင်းထဲမှာတင် convenience တို့နှစ်ခုလည်းပါသေးရပေါ့နော် road type တွေအနေနဲ့ရော 1 bedroom 1 bed plus bedroom 2 bedroom ဆိုပြီးမှရွေးချယ်ဝယ်လို့ရမယ်ဒီအဆောက်အဦပုံစံကိုကြတော့သူက ground floor မှာ facility ထည့်ပေးထားရပေါ့နော်နောက်ပြီး second floor ကနေ8 floor ထိဆိုလို့ရှိရင် car parking ပါတယ် residential ကိုကြတော့ 9 floor ကနေပြီးတော့36 floor ထိယူပေးထားပြီးတော့ကျန်တဲ့ luxury facility အကုန်လုံးတော့37နဲ့38မှာထားပေးထားပါရဲ့ရှင်ဒီလိုအပေါ်ဆုံးမှာရှိတဲ့39 floor ကိုကြတော့ရတာဘန်ကောက်တစ်မြို့လုံးက view မြင်ရမယ် rooftop garden လေးထည့်ပေးထားပါတယ်ဒါဆိုလို့ရှိရင်ရပထမဆုံးအနေနဲ့ဒီ ground floor မှာရှိတဲ့ facility လေးတွေလိုက်ပြပေးချင်ပါရဲ့ရှင်ရောက်ဒီ ground floor မှာဆိုလို့ရှိရင် juristic room နဲ့ reception room အပြင်ဒီ parlor room လေးကိုပါထည့်ပေးထားပါသေးရဲ့ရှင်။ဒါတော့ reception နဲ့ကရက်မှာဆိုလို့ရှိရင်တော့အရန်ကို luxury ဆန်နဲ့ co-working space နဲ့ lobby လေးကိုတရက်လေးထားပေးထားပါသေးရဲ့။ရောက် cheer-up room ကို ground floor မှာပဲတသီးသန့်ထည့်ထားပေးထားရပေါ့နော်။နောက်38လွှာမှာဆိုလို့ရှိရင် fitness room လေးထားပေးထားတယ် fitness room မှာပဲဘေးမှာ muscle factory လေးထည့်ပေးထားရပေါ့နော်နောက်ပြီးစပိန်နေမှုအတွက်ဆိုလို့ရှိရင်လည်း skate bike room လေးလည်းပါသေးရဲ့ရှင်ပြီးရင်ရတော့ဟိုဘက်မှာဆိုလို့ရှိရင်တော့ရေကူးကန်လေးရှိရပေါ့နော်ရေကူးကန်လေးတစ်ချက်ရောက်တော့ကြည့်အောင်တော့ swimming pool လေးဆိုလို့ရှိရင်လည်းဒါကလေးလူကြီးကူးလို့ရတယ်ရေဘူးရေအေးလည်းပါတယ်ပေါ့နော်ဒီကနေပြီးတော့ရောက်တစ်မျိုးလုံးရဲ့အလှကိုရောပြီးတော့ကြောက်ဖားမြရဲ့အလှကိုပါရောက်ရေကူးနေနေမှာကြည့်လို့ရမယ်ပေါ့ပြီးအောက်မှာဆိုလို့ရှိရင်လည်းဒါ sunset view တို့ပြီးရင် city view တို့ကိုကြည့်လို့ရမယ်နေရာလေးလည်းထားပေးထားသေးတယ်
အပေါ်မှာဆိုလို့ရှိရင်လည်းအပင်လေးနဲ့စင်းစင်းဆူဆူလေးပေါ့နော်ပြီးရင်ဒီ swimming pool ရဲ့ဘေးကဲရဲမှာဆိုလို့ရှိရင်လည်းဆောင်းနာရုံးနဲ့ slim room လေးလည်းထည့်ပေးထားပါသေးရဲ့ရှင်ရောက်39လောက်မှာဆိုလို့ရှိရင်တော့အပင်စင်းဆူဆူလေးနဲ့ green garden အပြင်ရောက်တစ်မြို့လုံးရဲ့ view နဲ့ဒီကြောက်ဖရားမြစ် view ပါတစ်စိမ့်စိမ့်ကြည့်လို့ရမယ် the common နဲ့ the chill corner လိုမျိုး space လေးထည့်ပေးထားတယ်နောက်ပြီးရတော့ဒါ sky studio ဆိုလို့ရှိရင်လည်းနှက်ခမ်းထည့်ပေးထားရပေါ့နော်အဲ့ဒါအပြင်ကမှ circular lounge လေးလည်းဒီအထက်မှာထည့်ပေးထားပါသေးရဲ့ရှင်ကွန်ဒိုရဲ့အပေါ်ဆုံးထပ်ဖြစ်တဲ့39လောက်မှာဆိုလို့ရှိရင်လည်း rooftop garden ကိုနှစ်ထပ်ပုံစံမျိုးလေးလုပ်ပေးထားသေးရပေါ့နော်ပြရောက်ဒီကနေဆိုလို့ရှိရင်ဘန်ကောက်တစ်မြို့လုံးရဲ့အလှကိုပါတဝါးရောက်ကြည့်လို့ရမှာပါရောက်ဒီလိုမျိုးလေကောင်ကအချက်ချာကြားတဲ့နေရာမှာဆောက်လုပ်ထားပြီးတော့ facility အပြည့်ပါဝင်တဲ့ဒီကွန်ဒိုကအခန်းလေးတို့ဗတ်၄တန်းနေစပြီးတော့ဝယ်ရရှိနိုင်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ရောက်ဒီအခန်းလေးတွေသဘောကျလို့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ရတော့ SAC Investment Company ကိုအချိန်မီဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှဝယ်နိုင်နေဆိုတဲ့အကြောင်းလေးလည်းချက်လောင်ပြီးတော့မှတင်ငါပွားပေးချင်ပါတယ်နောက်နေ့မှပြန်တွေ့ပါအောင်မယ်ရှင်ကျေးဇူးများတင်ပါတယ်